그러면요, 제이얼이 많이 보나, 누구는ဖြစ်ပါတယ်. 누구는 책은 저런 땡은 살리고 살아있어야 엄마. 따따가나 땡은 살리고 막 돌리 클리어라게 비거리노. 저 아주 잡아주신. 후미니아에서 달랑내리고 나타마. 마, 미, 무, 매, 모. 마, 미, 무, 매, 모. 어떤 트러블이 있어봐네. 마, 미, 무, 매, 모. 모. 해봐봐라. 너? 마 라인이 ဖြစ်ပါတယ်. အဲ့ဒါလေးကိုလည်းရေးလိုက်ကြရအောင်ပါ. မ line လေးပါရေးကြမယ်နော်. 냐အပေါ်အောက်ကိုဒီတစ်ခေါက်တော့တူတူလေးပဲဆွဲလိုက်ပါမယ်တူလဲတူတယ်ဖြောင်းလဲဖြောင်းပေါ့နော်ပြီးပြီဆိုတော့မှနောက်ပြက်လေးနဲ့ပိတ်လိုက်မယ်ဆိုရင်မရသွားပါပြီဒီအောင်မှာမရပြီဆိုရင်တော့နောက်တစ်လုံးမိဖြစ်ပါတယ်ခက်ချက်လေး၃ချက်ပါတယ်နောက်ပြက်လေး၃ခုပါနောက်ပြက်လေးတစ်ခုနှစ်ခုနဲ့နောက်ဆုံးလေးကတော့ရှည်ရှည်လေး၃ခုမြောက်ကိုရေးလိုက်ပါမယ်နော်ဆိုရင်ရေးရအောင်မိလေးလေးရပြီဆိုရင်တော့ပါပါမယ်မုဖြစ်ပါတယ်မု des ထောက်တင်ငေတလေးလိုမျိုးဆွဲချပါတယ်အပေါ်အောက်မရက်ဘူးဘေးညနော်ဘယ်လိုလေးဟပေးလိုက်တယ်နောက်ဆုံးမှာတော့နောက်ပြစ်လေးတစ်ချက်နဲ့ပိတ်လိုက်ပါမယ်ဒါလေးဒီမုဖြစ်ပါတယ်ရေးပါဟိုက်ထပ်တာမယ်နော်မိမိဖြစ်ပါတယ်ခက်ချက်နှစ်ချက်ပါပါတယ်အရင်ဆုံးနှုတ်လေးရေးလိုက်ပါနာနီနုနဲ့နှုတ်ရဲ့ညုတ်လေးရေးလိုက်ပေါ့နော်ပြီးတော့ပြီဆိုရင်တော့အလဲမှတ်ကနေဖြတ်ချပါမယ်နောက်ပြက်လေးနဲ့ပဲဖြတ်လိုက်ပါဒါဆိုရင်တော့မဲ့လေးရသွားပါပြီရေးပါဟိုက်နောက်တစ်လုံးသွားပါမယ်မုတ် des မုတ်ဖြစ်ပါတယ်ခက်ချက်လေးမြင်းမြောင်လေးနဲ့ကြောင်းဆွဲမယ်ဖောင်းဆောင်လေးပါတစ်ချက်နောက်ထပ်ဆောင်းဆောင်းလေးနောက်တစ်ချက်ဖောင်းဆောင်လေးတွေဖြစ်ပါတယ်ပြီးတော့နံပါတ်2မြင်းဒီပို့ရှိပြရပါမယ်နော်တစ်ချက်အနေနဲ့ကတော့အလဲမှတ်လေးကနေဆွဲချလိုက်ပါမယ်အရှိကိုထွက်ပါမယ်ဒါဆိုရင်တော့မို့လေးရပါပါပြီ
တင်းနဲ့နှစ်မြင်သည်အတဲ့မှုပင်နဲ့ဆောင်းဆောင်းလေးဖြစ်နေတာကိုတော့သတိထားပေးပါနော်မုတ်ရပြီဆိုရင်နှစ်ဘုံတို့တွေနောက်တစ်လိုင်းပါလိုက်ကြရအောင်နော်ဆိုတော့ဒီကိုကြည့်ပါမယ်အခုရေးလိုက်တာလေးဒီမှာမြင်နေရတဲ့မမီမူမဲမုတ်ဖြစ်ပါတယ်နော်နောက်တစ်လိုင်းလေးကိုနားထောင်ပေးပါやゆよやゆよအဲ့ဆိုကြမယ်နော်やရゆယူよရော့ရမလားဒီသုံးလုံးလေးကိုနှစ်ဘုံတို့တွေရေးကြပါမယ်ရလိုင်းလေးဖြစ်ပါတယ်သူ့မှာကတော့သုံးလုံးနဲ့ပါတာကိုတွေ့ရမှာပါဒါလေးကိုစာရေးလိုက်ကြပါမယ်ရှင်သူကတော့ဒါမျိုးလေးရေးရတယ်ပေါ့နော်ပညာတက်သွားတယ်ပြီးရင်အစံလေးအပေါ်အောက်ဆွဲချလိုက်ပါတယ်ပြီးတော့လို့ရှိရင်တော့မြင်းဆောင်လေးနဲ့ပဲရှည်ရှည်လေးနဲ့ဖြတ်ချလိုက်တယ်နော်မြင်းဆောင်ရှည်ရှည်လေးနဲ့ဖြတ်ချလိုက်ပါတယ်ဒီပါရပြီဆိုလို့ရှိရင်နှုတ်ဘုံနှလုံးသွားပါမယ် you ဖြစ်ပါတယ် you ပါနော်โอเคကြည့်ရအောင်နော်ဘယ်ညာအပေါ်အောက်ဆွဲချလိုက်ပါတယ်အောက်ကလွတ်နေတဲ့နေရာလေးကိုပိတ်ပါမယ်ပိတ်တဲ့အခါမှာတော့နှုတ်ဘုံကအရှိကိုလည်းထွက်ပေးရမယ်အနောက်ကိုလည်းထွက်ပေးရတယ်เนาะနံပါတ်1မြင်နေရှင်းမယ်ဆိုရင်ရှေ့ကိုလည်းရှေ့လေးကိုလည်းထွက်နေတယ်နောက်လေးကိုလည်းထွက်နေတယ်အဲ့ဒီလိုလေးထွက်ပြီးတော့ရေးပေးရမှာဖြစ်ပါတယ်เนาะရေးပါ you ဖြစ်ပါyou ရပြီဆိုရင်เนาะနောက်တစ်လုံးလေးပါ your ဖြစ်ပါတယ် your is ဖြစ်မယ်เนาะဘယ်ညာအပေါ်အောက်ဆွဲချလိုက်ပါတယ်ပြီးအလယ်မှာမြင်းတို့လေးမြင်းလေးတစ်ချောင်းနောက်တစ်ချောင်းနဲ့ပိတ်လိုက်ပါတယ်1 2 3ရှင်းကြည့်မယ်ဆိုရင်နံပါတ်2မြင်းလေးဒီအလယ်ကိုနည်းနည်းလေးဝင်နေတာကိုသတိထားမိပါပါအဲ့ဒီလိုမျိုးဝင်ပြီးတော့ရေးပြရမှာပဲဖြစ်ပါတယ်เนาะနံပါတ်2မြင်းလေးကိုအလယ်ကိုဝင်ပြီးတော့အထဲကိုဝင်ပြီးတော့ရေးပြပါတနည်းအားဖြင့်တော့ဒီလိုဒီအရှိနာလေးတို့ရမယ်ပေါ့လေเนาะရှင်းနာလေးကိုတို့ပြီးတော့ရေးပြပါရှင်စာရေးကြရအောင်
Hey, so you know, no one will your line le pita babi. Happy no pita babi, so see how. Okay, kung yini ya ligaro, mono si like de. Ya, you, yo, chapai. Not the line le pita babi, not how ma. ら、り、る、で、ろ。ら、り、る、で、ろ。I so ya ma no. ら、 Ra, り、 ri, る、 ru, で、 re, ろ。 ru. Ya ba ma. ဒါလေးဒီရအလိုင်းလေးဖြစ်ပါတယ်အဲ့ဒါလေးကိုလည်းဘုံလို့ရေးကြည့်ရအောင်ပါ Okay ရအလိုင်းလေးစိုက်ကြမယ်နော်ပညာမြင်းတို့လေးတစ်ချက်ရေးလိုက်ပါတယ်သူ့ရဲ့အောက်မှာကိုရီရေးဘူးတဲ့ fu ဟာ he fu ရဲ့ fu လေးရေးလိုက်ပါဒါဆိုရင်တော့ရလေးရသွားပါပြီရေးရအောင်ပါရသွားပြီဆိုရင်တော့နောက်တစ်လုံး read ကြည့်ပါမယ်မြင်းတို့လေးတစ်ချက်ဆွဲလိုက်ပါတယ်ညာဘက်မှာမြင်းကွေးလေးတစ်ချက်ဆွဲလိုက်ပါတယ်ဒီမြင်းနဲ့နံပါတ်1မြင်းနဲ့နံပါတ်2မြင်းကိုရှင်းကြည့်မယ်ဆိုရင်နံပါတ်2မြင်းဒီစိတ်ကတာလေးရှိနေတာကိုတွေ့ရမှာပါသူဒီလည်းပဲခိရာကနာရိလေးနဲ့ဆင်ပါတယ်မတူပါဘူးနော်ဆင်နေဆိုတဲ့ level မှာပဲရှိပါတယ်နော်ဆက်ချက်လေးတွေကိုသတိထားပြီးရရှိပြီးပါအဲတူတာပဲဆိုပြီးတူကြီးသွားမရေးလိုက်ပါတယ်နော်အဲ့ဒါဆိုရင်မှားပါပြီကတာကနာရိဖြစ်ပါတယ်ရိပြီးရင်တော့နောက်တစ်လုံး root ဖြစ်ပါတယ်โอเคနော်ဘယ်ဘက်ကိုတစ်ချက်အကွေးလေးဆွဲလိုက်ပါတယ်ညာဘက်လေးကဖြောင်းဖြောင်းလေးဆွဲထားတယ်ပြီးတော့လို့ရှိရင်ရှေ့လေးကိုကော့ပြီးတော့တက်လိုက်ပါတယ်ဒါဆိုရင်တော့ root ရသွားပါပြီဒီပါroot ရပြီဆိုရင်တော့နောက်တစ်လုံးမှာ red ဖြစ်ပါတယ်ခုနက root ရဲ့ညာဘက်အချမ်းလေးနဲ့ဆင်လာတယ်နော်နံပါတ်2မြင်းလေးနဲ့ဆင်တာပေါ့လေတိတိဆွဲချမယ်အရှိကိုကော့ထွက်မယ်နည်းနည်းရှည်ရှည်လေးကော့ထွက်လိုက်ပါနော် red လေးအတွက်ကိုတော့ရှည်ရှည်လေးကော့ထွက်လိုက်တာရအောင်ပါရှင်ဒီပါred ရရင်တော့နောက်တစ်လုံးမှာ root ဖြစ်ပါတယ်ဆက်ချက်လေး3ချက်ပါတယ်ဘယ်ညာ sorry အပေါ်အောက်မြင်းဆောင်လေးဆွဲထားတယ်ပြီးရင်နော်
ပေးညပေါ်အောက် double rate ထဲတန်းနဲ့ဆွဲချလိုက်ပါတယ်နော်နောက်ဆုံးမှာတော့ပိတ်ပါပြီဒါဆိုရင်တော့ row လေးရပါပြီ row လေးကိုကြည့်ရတဲ့အခါမှာ4000တုံးလေးပဲ4000တုံးဖြစ်ရင်ပြီးတာပဲဆိုပြီးတော့ရေးတင်နိုင်မရှိပါနဲ့သူ့ရဲ့ဆွဲချက်လေးတိုင်းရေးပေးပါဘာဖြစ်လို့လဲဆိုရင်တို့ခန်းကြီးပေါ့နော်ခန်းကြီးရေးတဲ့အခါမှာလေဒီလို4000တုံးကြီးရေးရပါအဲ့ခါကြလို့ရှင်လေအခု row ဆွဲချက်လေးအတိုင်းပဲရေးရမှာဖြစ်တယ်ပေါ့နော်အဲ့ခါကြတော့ကိုကအဲ့ခန်းကြီးရေးတဲ့အခါမှာဆွဲချက်မှန်မှန်ကန်ကန်ရေးနိုင်ဖို့အတွက်အခုကတကနမှာတွေကစပြီးတော့တတိပြုလိုအပ်ပါတယ်နော်ဒါကြောင့်မလို့ရေးလိုက်ကြရအောင်ပါဆွဲချက်မှန်မှန်လေးရေးမယ်နော် row thisဆိုရင်တော့ row လေးရသွားပါပြီနော် row လေးရသွားပြီဆိုရင်ဘုံတို့တွေနောက်တစ် line သွားကြပါမယ်နော်ဟုတ်ပြီဘုံတို့ကိုပြအောင်ကြည့်အောင်ပါဒါလေးကတော့အခုရေးခဲ့ပြီးတဲ့ရာရီယူရေရော့ဖြစ်ပါတယ်နောက်တစ် line လေးနားထောင်ရအောင်ပါနားထောင်ပြပါわおんわおအဲ့ဆိုကြမယ်နော်ဒီတစ်ခါわဝおဝဒါလေးပေါ့နော်အဲ့ဒီဒါလေးပါအဲ့ဒါလေးနဲ့ဘုံတို့တွေရေးကြည့်ကြပါမယ်ဝဆိုတာလေးပထမဦးဆုံးစရေးလိုက်ကြပါမယ်ဖက်ချက်လေးရရှင်းပါတယ်အပေါ်အောက်မြင်းတို့လေးတစ်ချက်ပြီးရင်ဘုံတို့ရဲ့ဖူလေးရေးပါမယ်ဖူလေးနော်မြင်းတို့လေးတစ်ချက်နဲ့ဖူလေးတစ်ချက်နဲ့ရေးလိုက်ပြီဆိုရင်တော့ဝရသွားပါပြီရေးပါဝရသွားပါပြီနော်ပြီးရင်ဆက်သွားပါမယ် would this ဖက်ချက်လေး၃ချက်ပါတစ်ချက်အဲ့တော့မြင်းမြောင်လေးနှစ်ကြောင်းထူးထူးဆန်းဆန်းလေးပါဒီတစ်ခေါက်ကြတော့လေနံပါတ်1မြင်းကအရှိကိုထွက်ရတယ်နော်အရှိကိုထွက်ရပါတယ်တစ်နဲ့နှစ်ကိုရှင်းကြည့်လိုက်နံပါတ်2မြင်းလေးဒီအရှိကိုထွက်နေပါတယ်အဲ့လိုလေးထွက်ပြီးတော့ရေးပြီးပါရေးပြီးရင်တော့နောက်ဆုံးမှာ not လေးရေးခဲ့လို့လေးနဲ့မြင်းကွေးလေးတစ်ချောင်းနဲ့ပိတ်လိုက်ပါဒါဆိုရင်တော့ဝို့လေးရသွားပါပြီဆက်ချက်လေးကနည်းနည်းလေးလက်ဝင်မယ်လို့ထင်ပါတယ်တေချာလေးဗီဒီယိုလေးကိုတေချာကြည့်ပြီးတော့ရေးပြီးပါနော်ပြီးပါဟုတ်ရပြီဆိုရင်တော့အနဘုံတို့တွေနောက်ဆုံးတစ်လုံးလေးသွားပါမယ်ဒါလေးပေါ့နော်အဲ့တော့ရဲ့ဆွဲချက်လေးကိုကြည့်ရအောင်ပါဒီကြည့်ပါမယ်ဒီမှာဆိုရင်ဘုကတော့ဒီအရှိဗီဒီယိုမှာရှင်းပြခဲ့ပြီပေါ့နော်စစ်နဲ့ရှိနေပါတယ်အခုတော့ဒီဘုကလေးကိုရှင်းပြချင်ပါတယ်လေးရေးတဲ့အခါမှာလေရှိလေးလိုပဲဘေးမှာဒေါင်လိုက်မြင်တဲ့ကြောင်းရှိရလို့သဘောထားလိုက်ပါပြီးပြီဆိုရင်တော့အဲ့ဒေါင်လိုက်မြင်လေးကနေစဆွဲမယ်တစ်ချက်
ဟုတ်ပြီနော်အဲ့တော့တစ်ချက်နှစ်ချက်စီလိုက်လို့ရှင် down လိုက်လေးတန်းနေတာကိုတွေ့ရပါလိမ့်မယ်အဲ့ဒါဒီဖြစ်ပါတယ်နော်အဲ့တော့လေးနဲ့စင်တာကဘာလဲအရှိဗီဒီယိုမှာသင်ခဲ့တဲ့ sorry ဘာလဲ sheet ပုံမှာပါရနော်ဒီမှာနော် sheet လေးနဲ့သူနဲ့ sheet နဲ့ကဆွဲချက်လေးတူပါတယ်မှားနိုင်တာကဘာနဲ့မှားနိုင်လဲဆိုရင်ဘုံတို့စို့နဲ့မှားနိုင်ပါတယ်စို့လေးရေးတော့ကနှစ်ဘုံကသင်ခဲ့တဲ့အပေါ်မှာမြင်းလေးတစ်ချောင်းရှိတယ်လို့သဘောထားလို့နော်သဘောထားပြီးတဲ့အခါမှာစို့ဒီအဲ့ဒီမြင်းကနေစဆွဲတဲ့တစ်ချက်နှစ်ချက်ဒါကြောင့်မလို့သူကတစ်ချက်နှစ်ချက်ဒီလိုလေးဖြစ်နေပါပါအဲ့ဒါကတော့စို့ဖြစ်ပါတယ်ဆိုလို့ရှိရင်ဘုံတော့ဒီလိုထောင်လိုက်လေးညင်နေပြီးတော့ဆိုလို့ရှိရင်တော့ဒီလိုမျိုးအလျားလိုက်ညင်နေပါမယ်အဲ့ဒါဒီအားလုံးဘုံတို့လေးလုံးရှိရဲဆိုမှာစွတ်ရဲ့ရှိရဲ့စို့ရဲ့ပေါ့နော်ဒါလေးတွေကိုမှန်ကန်ဆွဲချက်မှန်ကန်လေးရေးပြမယ်ဆိုလို့ရှိရင်တော့မှလေသူကမှန်နေပြီပေါ့နော်ဒါကြောင့်မို့လို့ဆွဲချက်လေးကိုမှန်ကန်ရေးပေးကြရအောင်ပါစပြီးတော့ရေးလိုက်ကြရအောင်ပါဖြစ်ပါတယ်နောက်ဆုံးတစ်လုံးပါရှင်ညပါပါပြီဒါဆိုရင်တော့နှစ်ခုတို့ဒီကတနာရေးရကပေါ့နော်အားကနေဒီအခြေခံ46လုံးပြီးသားပြီဖြစ်ပါတယ်။ကတကနာရဲ့နောက်သင်ခန်းစာတွေကိုဆက်ပြီးတော့မလေ့လာခင်မှာဒီဟီရာကနာနဲ့တော့တူတူပဲဟီရာကနာတော့ဟာနဲ့တူတူပဲပေါ့နော်။အားကနေထိရတယ်ဆိုလို့ရှိရင်ကျန်တဲ့စလုံးတွေလည်းစိတ်ရတတ်ပါမှာ။ဒါကြောင့်မို့နောက်စလုံးတွေကိုဆက်ပြီးတော့မလေ့လာခင်မှာဒီအားကနေထိကိုပဲတေချာလေးပမိုင်းနိုင်လေးရအောင်လို့နှုတ်ကတော့လေ့ကျင့်စေချင်ပါတယ်။အဲ့လိုလေးရပြီဆိုတော့မှသာလည်းနောက်သင်ခန်းစာတွေကိုဆက်ပြီးတော့လေ့လာပြပါနော်။ဒါဆိုလို့ရှိရင်တော့နှုတ်ကဒါဆိုလို့ရှိရင်တော့ငါတို့ဒီစာလုံးရတဲ့ဟာပို့ပြီးတော့အဆင်ပြေမှာပေါ့လေတောင်းတတာပို့ရှိမှာပေါ့နော်ဟုတ်ငါတို့ဒီသင်ခန်းစာဗီဒီယိုလေးကိုတော့ဒီမှာပဲရပ်နာလိုက်ပါရှင်အားလုံးပဲတာယာအေးတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နေပါပါနော်